ဒါပြခိုင်းသားတွေကိုကူညီမှုတခြားသားပြတွေထိုင်ရောက်လာတဲ့အချိန်မှာတော့ရဲအရာရှိရဲ့အမခန်းကျွမ်းကျင်မှုကိုမြင်ပြီးသူတို့အားလုံးစွန့်အားသွားကြတယ်။သူ့အတွက်တော့ဒါပြတွေပြစ်လိုက်တဲ့ကြီးစံဒီဟာခရုသွားတဲ့လောက်ကိုနေကွေးနေတယ်လို့ပါပဲ။မယုံလိုက်စရာကောင်းတာကအဲ့ဒီအရာရှိဟာကြီးစံတိုင်းကိုလက်နဲ့အတိအကျဖမ်းပြလိုက်တာကြောင့်ဒါပြတွေမှာပါဆက်အဟောင်းသားနဲ့ကြောင်ကြည့်နေကြတော့တယ်။ပြီးတော့သူကအဲ့ဒီကြီးစံတွေကိုဘုံတလုံးအဖြစ်ပြောင်းလဲလိုက်ပြီးဒါပြအုပ်စုကိုဒဏ်ရာရအောင်တိုက်ခိုက်လိုက်ပြန်တယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့တင်းနှက်ကိုအမြန်ဆွဲထုတ်ပြီးလက်စီးလက်ရှိနဲ့ဓာပြတွေရဲ့လက်နက်တွေကိုအကုန်ဖြုတ်ပစ်လိုက်ကြပေါ့ဓာပြတွေကကားနဲ့ချွတ်ပြေးဖို့ကြိုးစားကြပြီးမြဲရဲအရာရှိကသူတို့နောက်ကိုထိုက်ကြမကွာလိုက်လံဖန်စီရင်တောနဲ့ထဲအထိရောက်သွားခဲ့တယ်ဓာပြတွေနောက်ကိုခြေရခံလိုက်နေတော့မှပဲအရာရှိဟာခြုံကိုတိုက်ခိုက်တော့ကိုခံလိုက်ရတယ်ကြီးစံတွေမိုးရွာတယ်လို့ကြားလာတဲ့အကြမှာတော့သူကတော့တီးတီးငိမ့်ငိမ့်မှာပဲဓာပြတွေပုံနေတဲ့နေရာကိုအတီးကျော်တိလိုက်တာနဲ့သူဟာသူ့အဖော်စီကပစ္စည်းတိုတင်းနဲ့တလက်ကိုယူပြီးတစ်ပင်တပင်ထဲစိတ်ဝင်သွားအောင်အားနဲ့လွှမ်းပစ်လိုက်တယ်ပြီးတော့နောက်ချက်ကိုလည်းထပ်ပစ်လိုက်တယ်ဓာပြတွေကတော့သူတို့စီကိုဘလို့အန်တီရဲ့မျိုးရောက်လာတော့မယ်ဆိုတာကိုလုံးဝမသိကြသေးဘူးရဲအရာရှိကသူ့လက်ထဲကတင်းနက်တွေနဲ့ပြန်ပစ်လိုက်တဲ့အချိန်မှာပဲတစ်ပင်တွေထဲမှာစိုက်နေတဲ့တင်းနက်တွေကပါဓာပြတွေကိုဝိုင်းပစ်ပါလေရောစက္ကန့်ပိုင်းဝင်သွင်းမှာပဲဓာပြအလုံးလက်နက်ဖြုတ်သိမ်းခံလိုက်ရတော့တယ်အဲ့ဒီအချိန်မှာပဲဆွတ်အထူးရဲတပ်ဖွဲ့ဝင်တွေအုပ်စုလိုက်ရောက်ရှိလာပြီးရာဇဝတ်ကောင်တွေကိုနောက်ဆုံးမှအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတော့တယ်